ဒါကတော့ DJ20 ပန်းရောင်အစုံလိုက်လေးဖြစ်ပါတယ်ပစ္စည်းတွေကိုတစ်ခုချင်းထုတ်ပြပေးပါမယ်ခင်ဗျာဒီလိုမျိုးဖာနဲ့လာပါတယ်ခင်ဗျာအထဲထဲမှာဒီလိုမျိုးပုံစံလေးရှိပါတယ်ဒါကတော့ DJ20 စောင်းကပ်ဖြစ်ပါတယ်เนาะကျွန်တော်အရင်ကရောင်းတဲ့စောင်းကပ်အမဲရောင်နေနဲ့အတူတူပဲဖြစ်ပါတယ်ဒါကတော့ Bungio brand ဖြစ်ပါတယ်ခင်ဗျာเนาะ DJ20 တွေကတော့တိတ်ပြီးတော့မိတ်ဆက်ပေးစားမလို့ပါဘူးเนาะအတန် quality ကတော့လုံးဝကို share ကျန်းပါတယ်เนาะဒါကတော့ပန်းရောင်အဆက်လေးဖြစ်ပါတယ်เนาะဒါကတော့ DJ20 စောင်းကပ်ပန်းရောင်လေးဖြစ်ပါတယ် Bungio brand ဖြစ်ပါတယ်စောင်းကပ်တစ်လုံးပါပါမယ်ပြီးတော့ဆိုမိုက်ကလည်းလုံးဝကို share အကောင်းစားပဲဖြစ်ပါတယ်ခင်ဗျာเนาะမိုက်ကတော့ဒီလိုမျိုး BN800 အမျိုးအစားတွေကပုံစံလေးဖြစ်ပါတယ်သူက Bungio brand ဖြစ်ပါတယ်အထက်တရဒီဇိုင်းကလာအနေထားကိုတစ်ချက်ရှိုးသွားလိုက်ပါနော်ဟို48ပြီးစပို့ပြီးတဲ့မိုက်ဖြစ်ပါတယ်နော်အထက်ထဲမှာဆိုဒီလိုမျိုးကွိုင်ကြီးလိုမှတကယ်အကြီးကြီးနဲ့လာတာဖြစ်ပါတယ်နော်မိုက်ဆိုတာဒါမျိုးဖြစ်နေရမှာဖြစ်ပါတယ်နော်မိုက်ဆိုတာဒီလိုမျိုးပုံစံဖြစ်နေရပါမယ်နော်ရှယ်ကြီးဖြစ်ပါတယ်နော်အတန် quality ရောလုံးဝရှယ်ကျင်းမဲ့မိုက်ဖြစ်ပါတယ်အထက်ထဲမှာမြင်နေရတဲ့အတိုင်းပဲနော်ကွိုင်ကြီးနေရဒါမျိုးအလုံးခဲကြီးနေလာတာဖြစ်ပါတယ်နော်ဒါ Bungio brand ကနော်ပန်းရောင် DJ20 အတွဲဖြစ်ပါတယ်မိုက်ကလည်းပန်းရောင်လေးပဲဖြစ်ပါတယ်ခင်ဗျာနော်လုံးဝကိုဒီမိုက်ကတော့ recommend ပေးပါတယ်နော်လုံးဝ share မိုက်ပါတယ်နော်48 view support ပေးတယ်နော် BN800 မိုက်အမျိုးအစားဖြစ်ပါတယ်ဒီမျိုးမိုက်တစ်လုံးပါမယ်ပြီးတော့ပြီဆိုရင်မိုက်ကျိုးနော်မိုက်ကျိုးကအစနော်ဒီလိုမျိုး HAR နဲ့လာပါတယ်နော်ဒီလိုမျိုး HAR ခေါင်းမိုက်ကျိုးနဲ့လာပြီးဆိုတော့အဲ့ဒီမိုက်တွေဆက်တွေက48 view support ပေးတယ်ဆိုတာ100ရာခိုင်နှုန်းသိကြပါတယ်နော်ဒီလိုမျိုးမိုက်ကျိုးတစ်ချောင်းပါမယ်ပြီးတော့ပြီဆိုရင်နှစ်ချက်ဆိုတော့လုံးဝကိုပြောစရာမလိုနော်နှစ်ချက်ကနှစ်ချက်ထဲမှာ DJ20 မှာပါတဲ့နှစ်ချက်ကလုံးဝ share အကောင်းဆုံးသုံးခုရဲ့လူတိုင်းသိပါတယ်နော်ဒီမျိုးနှစ်ချက်ကျိုးရှည်တစ်ချောင်းပါပါမယ်ခင်ဗျာနော်ပြီးတော့ပြီဆိုရင်တော့ဒီမှာနော်မိုက်ခွက်နော်မိုက်ခွက်အကြီးပါမယ်ပြီးတော့ပြီဆိုရင်မိုက်အစွတ်နော်မိုက်ရဲ့ထိပ်မှာတက်300ဖြစ်ပါတယ်သုံးလို့ရတယ်ကိုကမိုက်လူအလှကြက်တယ်ဆိုရင်မထည့်လည်းရပါတယ်ဒါမျိုးမိုက်စွတ်တစ်ခုပါမယ်ပြီးတော့ပြီဆိုရင်ကျိုးတယ်နော်ကျိုးတွေကတော့နှစ်ချက်ပေါက်ပါတဲ့ဖုံးသမားအတွက်ချက်တူချက်လိုက်ကျိုးနှစ်ချောင်းပါမယ်လိုက်လွှင့်တဲ့ခါကျရင်လည်းလိုက်လွှင့်ဖို့အတွက်သုံးလို့ရတယ်တို့တချင်းဖွင့်တဲ့ခါကျရင်လည်းတချင်းဖွင့်တဲ့ဖုံးအတွက်လည်းသုံးလို့ရပါတယ်ဒီလိုမျိုးချက်တူချက်လိုက်ကျိုးနှစ်ချောင်းပါမယ်နော်ပြီးတော့ပြီဆိုရင်နော်နှစ်ချက်ပေါက်မပါတဲ့တိုက်စီဖုံးသမားတွေအတွက်တိုက်စီ2တိုက်စီလိုက်ကျိုးတစ်ချောင်းပါမယ်ပြီးတော့ပြီဆိုရင်စောင်းကန်အာသွင်းကျိုးတစ်ချောင်းပါပါမယ်ခင်ဗျာနော်တိုက်စီအာသွင်းကျိုးပဲဖြစ်ပါတယ်โอเคပြီးတော့ပြီဆိုရင်တော့တောက်ကလက်ခုံမညှက်ပြီးတော့မိုက်တောက်ကိုတက်ပေးရပါတယ်နော်တောက်ကလက်လေးကအစားပန်းရောင်လေးဖြစ်ပါတယ်ခင်ဗျာနော်ပြီးတော့ပြီဆိုရင်မိုက်တောက်နော်မိုက်တောက်ကလည်းပန်းရောင်ပဲဖြစ်ပါတယ်ဒါကတော့ပန်းရောင်အဆက်ပန်းရောင်အတွဲဖြစ်ပါတယ်နော်မိုက်တောက်ကလည်းလုံးဝကိုတောက်အရှိဖြစ်ပါတယ်ခင်ဗျာနော်ဒီလိုမျိုးတောက်ကတော့လုံးဝကိုရှယ်အရှိဖြစ်ပါတယ်နော်ကျွန်တော်အခုပြပေးသွားတာတွေအကုန်ပါမှာဖြစ်ပါတယ်ပစ္စည်းရောက်တာနဲ့တန်တုံပဲပါဆိုဘာမှကိုထောက်ဝယ်စရာမလိုခင်ဗျအစုံလိုက်ကိုမှ1000ကျော်လေးဖြစ်ပါတယ်ထိုင်းနိုင်ငံနေရာနဲ့ပို့ပေးတယ်ပစ္စည်းရောက်ကိုရှင်ပို့က free ဖြစ်ပါတယ်ခင်ဗျနော်မှာယူခြင်းနဲ့ဆိုရင်တော့ဒီ TikTok ရှင်တော်နဲ့မှာမှာယူရပါတယ်ခင်ဗျ